မင်္ဂလာပါကျွန်တော်ခီးကင်းမြန်းနေကြိုဆိုပါတယ်ကျွန်တော်အခုမှစYouTube ကောက်ဖွင့်လာဆိုတော့ကျွန်တော်ကို subscribe လေးနဲ့ကူညီပေးကြပါဦးကျွန်တော်တန်ထွက်မပြီးရင်လည်းတော့တောင်းပန်ပါတယ်ဒီကနေကျွန်တော်ဒီနေ့ Minecraft patch လေးကိုကျွန်တော် down ပေးတော့ပါမယ်ပေါ့နော်ဒီ Chrome ထဲအရင်ဆုံးတော့ရမယ်ပေါ့နော်ခဏလေးပေါ့နော်ကျွန်တော် Minecraft patch လို့ရေးတယ်မှာပေါ့နော်ခဏလေးဆောင်ပါ Minecraft patch download လို့ကျွန်တော်ရေးချင်တယ်ရေးချင်လိုက်ပြီးရင်ကျွန်တော်ဒီမှာဒီ website ထဲဝင်ပြရမယ်ပေါ်ဆုံး website ဒီပေါ့နော်ခဏလေးပါဒီအပေါ်ကဒီ website လေးပေါ့နော် website လေးဒီဟာအဲ့ဒါလေးကိုကျွန်တော်ဝင်ပေးမယ်ပေါ့နော်ဝင်ပေးလိုက်ပါ Minecraft patch အဲ့ဒါလေးဝင်ပေးမယ်ပေါ့နော်ခဏလေးစောင့်လိုက်ပါလိုက်တော့ကျွန်တော်တိတ်မကောင်းကြโอเคရောက်လာပါပြီရောက်လာရင်ကျွန်တော် download APK ဆိုတဲ့ဟာလေးကျွန်တော်နှိပ်ပေးမယ်ပေါ့နော်APK ဆိုတဲ့ဟာလေးနှိပ်ပေးပါဒီဆုံးပေးပါdownload တော့ဆိုတဲ့ဟာလေးနှိပ်ပြီးရင်ဒီဟာလေးနှိပ်တယ်โอเคဒီမှာကျွန်တော်ဒီမှာတောင်းနေပြီပြီးရင်ရပါပြီโอเคကျွန်တော် download ပြီးတော့ဒီအပေါ်ကဒီ file လေးပေါ့နော်ဒီအပေါ်ကဒီ file လေးရလာပြီပေါ့နော် download ပြီးတော့ဒီ file လေးတွေရလာပြီဆိုတော့ကျွန်တော်ဂျာလေးနိုင်တယ်ပါမယ်ညက်ပြီးရင်ဒီ interest ဟာလားအဲ့ဒါဒီနေတယ်မယ် down နေပါပြီပြီး interested ဆိုတဲ့ဟာလေးနိုင်လိုက်ပါကြည့်ရင်ခဏ down နေပါပြီ down နေပါတယ်ခဏစောက်လိုက်ပါစောက်ရအောင်လို့တော့ okay အဲ့ဒါဆိုရင်ဘလူတို့လိုရှင်နေတဲ့ Minecraft patch ဆိုတဲ့ဟာလေးကိုကျွန်တော် down ပေးလိုက်ပါပြီအားလုံးကျွန်တော်ကို subscribe လေးလုပ်ပေးတော့ပါအားလုံးရှိပါတယ်